ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ချဲ Audible Channel ကနေပြီးတော့ပရိသတ်များအားလုံးကြိုဆိုလိုက်ပါတယ်။ကျမတို့ Channel လေးကနေဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့တန်ကြိုးတွေချီထားရတဲ့ပခုတ်ကူတီဟိုရှင်ဖရားရဲ့သမိုင်းပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်ခင်မှာ Channel လေးကို like and subscribe လေးနှိပ်ပြီးဘေးက notification ခေါင်းလောင်းလေးကိုလည်းတစ်ချက်လောက်နှိပ်ခဲ့ပေးပါအောင်ရှင်။ကြည့်ဒါဆိုရင်တော့သမိုင်းချောင်းလေးကိုအခုပဲစလိုက်ပါပြီ။တီဟိုရှင်ဖရားဆိုတာကပခုတ်ကူမျိုးရဲ့ထင်ရှားကြော်ကြားလာတဲ့ဖျားစီတီတွေမှာပါဝင်လို့နေပါတယ်။ဖျားတည်ရှိတဲ့နေရာကတော့ပခုတ်ကူမျိုးရဲ့အမှတ်14ရပ်ကွက်မှာတည်ရှိတာဖြစ်ပါတယ်။ဖျားဆံမြန်းရာဂန္ဓာကူလီတိုက်တော်တွင်ကိုရောက်ခဲ့ရင်တော့တီဟိုရှင်ဆင်းနူးတော်မြတ်ကိုကြီးညိုတပ်ပယ်စွာဖူးတွေ့ရမှာပါ။တက္ကရာ489ခုနှစ်မှာတည်ထားကိုးကွယ်ခဲ့ပါတယ်။တက္ကရာ489ခုနှစ်မှာတော့တီဟိုရှင်ဆင်းနူးတော်ကိုတီဟိုဘရင်ကအလောင်းစီသူမင်းကြီးကိုမာလာယုကျွန်းမှာဆက်တာခဲ့ပါတယ်။၎င်းစင်းနုတော်မှာတစ်တာပေါင်း10မျိုးပါဝင်ပြီးမွေတော်ဓာတ်တော်များဌာပနာလျက်ကိုးကွယ်ထားပါတယ်။တစ်10မျိုးကတော့မဟာဗောဓိတစ်တော်၊စန္ဒကုနှစ်တစ်တော်၊တရက်ခန့်နှစ်တစ်တော်၊တပြေနှစ်တစ်တော်၊ထင်းရှုနှစ်တစ်တော်၊ကတစ်နှစ်တစ်တော်၊ကုတ်ကိုနှစ်တစ်တော်၊တခုနှစ်တစ်တော်၊ထိန်နှစ်တစ်တော်နဲ့နဒါမျိုးနွယ်တစ်တော်တီဟိုရှင်ဆင်းနုတော်ရဲ့ညံတော်ပမာဏမှာတန်တောင်တစ်တောင်နှမိုက်ဖြစ်ပါတယ်။တီဟိုရှင်မြတ်ဖရာလှိုင်ကူဂန္ဓကုလိစေတီတော်မြတ်ကြီးကိုအလောင်းစေသူဘရင်ကတက္ကရာ489ခုတစောင်းမုံလမှာစတင်တည်ဆောက်ပြီးတော့၎င်းနှစ်မှာနှောင်းတကူလမှာပဲပြီးစီးခဲ့ပါတယ်။ထိုစဉ်စေတီပမာဏမှာလှိုင်ကူတော်အလျားတန်တောင်21တောင်အမြင့်တန်တောင်36တောင်ရှိပါတယ်။တက္ကရာ1188ခုဝါဆိုလဆန်10ရက်နေ့မှာကန္နကုလိစေတီတော်ကြီးကိုမြင်သာရွာအုပ်ကြီးကမောမှန်ပြုပြင်ခဲ့ပါတယ်။ထီးတော်ကိုလည်းအသစ်တင်လှူခဲ့ပါတယ်။ဝဲရဆင်းနူးတော်နှစ်ဆူကိုလည်းထုလုပ်ခဲ့ပါတယ်။တဖန်ပခုတ်ကူမြင်သာရက်စာတိပသိမ်ခရိုင်ကြောက်ကုံမျိုးနယ်ကမိုးပြားရွာဒေါ်လေးကြီးမိသားစုက1284ဝါဆိုလဆုပ်8ရက်နေ့မှာစတင်အုံမြင့်ချကတိဆောက်စေခဲ့ရာ1288ခုနှစ်မှာအားလုံးပြီးစီးခဲ့ပါတယ်။ကန္နကုလိစီရီတော်ကြီးရဲ့ပမာဏမှာအောက်မြေဖနက်ခင်55တောင်စီထီးတော်အမြင့်ထိ84တောင်ဖြစ်ပါတယ်။1326ခုနှစ်နှောင်းတကူလဆန်း2ရက်တစောင်းကြီးမီခလို့1328ခုနှစ်တည်င်းကျော်လဆန်း14ရက်နေ့မှာ15သိန်းတန်တစောင်းတော်ကြီးကိုစတင်တည်ဆောက်ခဲ့ပါတယ်။1339ခုနှစ်ဝါဆိုလဆန်တရက်နေ့အင်္ဂါနေ့ည6:35မိနစ်အချိန်မှာငလျင်ဘေးဒဏ်ကြောင့်စိန်ဖူးတော်ကြီးမြေခပျက်စီးခဲ့လို့1341ခုနှစ်တပို့ရလာပြေကျော်3ရက်နေ့မှာငှက်မနာတော်နဲ့စိန်ဖူးတော်အစ်စ်ကြီးတို့အစ်စ်တဖန်တင်လူခဲ့ရပါတယ်။စေတီတော်မြတ်ကြီးကို1350ခုနှစ်နေယုံလဆန်တရက်နေ့မှာကိုလမ်းမပတ်လေကြေးပြားများစတင်ကတ်လှူခဲ့ပါတယ်။1350ခုတစောင်းမုံလားစုပ်9ရက်နေ့မှာတော့ပြီးစီးသွားခဲ့ပါတယ်။ရွှေချလုပ်ငန်းကို1351ပြာဆိုလဆန်2ရက်နေ့မှာစတင်ပြီးရွှေချခဲ့ပြီးတော့1351ခုတပို့ရလားစုပ်10ရက်နေ့မှာပထမပြည်စရန်အလဲနားထိရွှေသင်္ကန်းကတ်လှူပြီးစီးပါတယ်။စေတီတော်မြတ်ကြီးကိုကိုလမ်းမပတ်လေကြေးပြားခံရွှေသင်္ကန်း9412ချက်ကို၎င်းအလေးချိန်3258ပိတ်တိုင်ရွှေဆိုင်ရီ1932ဆိုင်ကတ်လူပူဇော်ထားပါတယ်။ရွှေသင်္ကန်းကတ်လူချင်းအတွက်18သိန်း886ချက်60ပြားတီတီကုသိုလ်ပြုထားပါတယ်။ရန်သူမျိုး9ပါးမှကင်းဝေးစေရန်တန်နိုင်6မူလုံးအမြင့်9ပေရှိတဲ့တန်ချံဝန်းကိုလည်းစိုက်ထူခတ်ထားပါတယ်။ဒီနေ့ဖူးတွေးနေရတဲ့ဖျားသုံးစုအနက်အလဲအဆူကတော့တီဟိုရှင်ဖျားဆင်းနုတော်မြတ်ပဲဖြစ်ပါတယ်။တီဟိုရှင်ဆင်းနုတော်မြတ်ဟာနေရက်တီဟိုကြွားချီသွားတတ်တာမို့ဆင်းနုတော်ကိုတန်ချီချင်းတွေခတ်ထားရတယ်လို့လည်းကြားသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။အခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကတော့ခြေထောက်မှာတန်ကြိုးတွေချီထားရတဲ့ပခုတ်ကူတီဟိုရှင်ဖျားသမိုင်းကြောင်းပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်အပေါင်းလဲစိတ်ရချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။နားဆင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာထပ်တွေ့ကြမယ်ရှင်။